အားလုံးပဲမင်္ဂလာပါ share မိုင်စင်ကနေပြန်နေကြိုဆိုလိုက်ပါတယ်အလောက်ကလုံနေနေပဲဖြစ်တာပါမလုံရင်ဘာမှမဖြစ်ပါဘူးအဲ့ဒီစကားတကယ်မှန်တယ်ကျွန်တော်လွန်ခဲ့တဲ့နှစ်တွေကျွန်တော်ငယ်စဉ်တုန်းကအချိန်တုန်းကပေါ့နော်ဒါတွေကဘာတွေပြောနေလာလဲပေါ့လူကြီးတွေကအဲ့လိုတွေထင်ခဲ့ဘူးတယ်ပြီးတော့နောက်တစ်ခုအနေနဲ့ပတ်စံရှာဖို့ဆိုရင်အရင်ကြီးလိုတယ်အရင်ကြီးမရှိဘဲနဲ့ background မရှိဘဲနဲ့ပတ်စံရှာလို့မရဘူးဆိုတဲ့အတွေးတွေကျွန်တော်ငယ်ငယ်တုန်းကဝင်ခဲ့တာတွေရှိတယ်ဒါပေမဲ့အခုအဲ့လာတွေကလုံးဝကိုချိန်ပြောင်းလဲသွားပါပြီအရင်တည်းကကျွန်တော်တို့ကိုပြောတဲ့တကယ်ရှာနေတဲ့လူတွေကပြောဦးတာတွေရှိတယ်ရင်းနှီးမလို့ဘူး background မလို့ဘူးပတ်စံရှာလို့ရတယ်အဲ့တုန်းကအဲ့ဗီဒီယိုတွေကမင်းတို့ကအပိုတွေပါကွာပြောနေတာမင်းတို့ကငကိုတွေက background ရှိနေတဲ့လူတွေရှာလို့ရတယ်ဆိုကျွန်တော်အဲ့လိုမျိုးအတွေးမျိုးတွေးခဲ့ဘူးတယ်ပေါ့နော်ဒါပေမဲ့လက်ရှိကျွန်တော်ကိုယ်တိုင်လုံနေတဲ့အချိန်ကျဆိုကျွန်တော်သိလာတယ်တကယ်မှန်တယ်အဲ့စကားတွေကကျွန်တော် passport ကိုဟိုးရင်3-4နှစ်ဒီကျူဟာ appointment တွေစယူပြီးအချိန်တည်းကကျွန်တော်ဝန်ဆောင်မှုပေးလာတယ်အဲ့တော့ဆိုကျွန်တော်ဘယ်လောက်တောင်လုပ်ဘူးလဲဆိုရင်တချို့ပတ်စံအဆင်မပြေတဲ့လူတွေဆိုရင်ကျွန်တော်ဝန်ဆောင်ကလုံးဝမယူဘူးကျူဟာ appointment ကိုအလကားတင်ပေးတာတွေရှိတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကငငယ်တည်းကအရန်ပတ်စံအဆင်ပြေတဲ့ထဲတော့မဟုတ်ဘူးကျွန်တော်ဒီအမေတယောက်တည်းပေါ့နော်ကျွန်တော်ကိုဒီ10တန်းနဲ့အောင်တဲ့အထိအကုန်လုံးတယောက်တည်းပဲလှုပ်ကြွေးလာတာဖြစ်တဲ့အတွက်ကျွန်တော်ကတခါကြလို့ရှိရင်ကိုချင်းစားတယ်လုံးဝပတ်စံမရှိပတ်စံမရှိတာမဟုတ်ဘဲနဲ့အဆင်မပြေတဲ့လူဆိုရင်ကျွန်တော်ပတ်စံမတောင်းဘဲနဲ့လှုပ်ပေးလိုက်တာတွေရှိတယ်အဲ့လိုအချိန်တွေကကျွန်တော် passport ကိုစားလုပ်လာတာဒါပေမဲ့အဲ့လိုအချိန်တွေကနည်းနည်းသေးသေးပွားမွှားလေးပဲလှုပ်လာတာပေါ့နော်ဒါပေမဲ့အခုလက်ရှိလုံရင်းနဲ့3-4နှစ်လောက်ဒီနှစ်တွေကြာလာတဲ့အခါမှာတော့ကျွန်တော်ကအခု passport ကို one stop service အနေနဲ့တော်တော်ဝန်ဆောင်မှုကိုလုပ်ပေးနိုင်နေပြီပဲဖြစ်ပါတယ်ဒါဟာလုံနေနေပဲဖြစ်သွားတာပါအဲ့တော့လုံနေနေပဲတင်ယူရင်းလေးလာရင်အတွေ့အကြုံတွေနဲ့ပေါင်းပြီးတော့ဖြစ်သွားတာပါအရင်တော့ကဘယ်လိုတွေးလဲဆိုရင်ဝန်ထမ်းလုံးဝပတ်စံရမယ်အရင်ကြီးမရှိရင်ပတ်စံမရဘူးဒါတွေနဲ့ပဲအတွေးနဲ့ပဲလှောင်ပိတ်နေခဲ့တာပေါ့နော်အဲ့လာတွေကလုံးဝမဟုတ်ပါဘူးအရင်ကြီးမရှိဘဲနဲ့လည်းပတ်စံရှာလို့ရတယ်မင်းကိုလူတယောက်ကယုံပြီဆိုရင်မင်းအနေနဲ့အဲ့လူလည်းကျေးဇူးတင်လို့ရတယ်လို့မင်းကိုမင်းလည်းခုံယူလို့ရတယ်ပေါ့နော်လူတယောက်မဟုတ်ဘဲနဲ့မင်းကိုလူပေါင်းများစွာယုံနေပြီဆိုမင်းကတကယ်တော်လို့ပဲအဲ့စကားတွေကတကယ်မှန်တယ်ကျွန်တော်အရင်ကြီးမရှိပဲငွေရှာလို့ရတယ်ဆိုတာအဲ့လာနေနဲ့ပဲစတာပေါ့နော်ကျွန်တော်လုံရင်းကန်ရင်းနဲ့ကျွန်တော်ကိုယုံကြည်စွာလာအပ်တယ်သူတို့အဆင်ပြေတယ်ပြီးရင်နောက်တယောက်ပြီးတင်ညှိုးတယ်ဒီအကိုကစိတ်ချရတယ်အလားဒီနဲ့ပဲကျွန်တော်ဒီကိုလာတဲ့လူတွေကအများကြီးပဲပေါ့နော်ဒါဘာတွေလဲဆိုကျွန်တော်လှုပ်ပေးလိုက်တဲ့ဝန်ဆောင်မှုတွေကအဆင်ပြေတယ်စိတ်ရင်းမှန်နဲ့လှုပ်ပေးတယ်ကောင်းကောင်းမွန်မွန်လှုပ်ပေးတဲ့ဟာတွေရဲ့အကျိုးဆက်ပဲပေါ့နော်အဲ့တော့ဒါတွေကကျွန်တော်အခုလုပ်နေတဲ့ဟာတွေကဝန်ဆောင်မှုဖြစ်တယ်အဲ့တော့မင်းအနေနဲ့အရင်ကြီးမလို့ဘူး background မလို့ဘူးပတ်စံရှာလို့ရတယ်ဒါတွေကတတ်တည်ပြလို့ရတယ်ပေါ့နော်လွန်ခဲ့တဲ့3နှစ်ကကျွန်တော်ဒီမြန်မာနိုင်ငံမှာဆိုရင်ကျွန်တော်အရန်ငွေရှာနိုင်တဲ့တဲမှာပါဘူးပေါ့နော်အမှန်တိုင်းပြောတာပါ3-4နှစ်5နှစ်လောက်တော့ပေါ့နော်ဒါပေမဲ့မြန်မာနိုင်ငံမှာလုပ်တဲ့လစာကအခုဆိုရင်ကျွန်တော် passport ဝန်ဆောင်မှုလုပ်တဲ့လစာကမြန်မာနိုင်ငံမှာလုပ်ခဲ့တဲ့တလစာလောက်အားကလစာထက်ကိုများနေပြီဒါကတော့ကျွန်တော်အရန်အောင်မြင်ကြီးလည်းမဟုတ်ဘူးအောင်မြင်နေရလည်းမဟုတ်ဘူးချမ်းသာနေရလည်းမဟုတ်ဘူးအခုမှလုပ်မဲ့လူငယ်တွေကိုကျွန်တော်ပြောပြပေးနေတာကျွန်တော်အခုထိုင်းနိုင်ငံမှာမနက်9နာရီကနေည9နာရီအလုပ်လုပ်တယ်ပေါ့နော်တခါကြလို့ရှိရင်အိမ်ကိုည8နာရီ9နာရီမှပြန်ရောက်တဲ့အချိန်တွေရှိတယ်ရေချိုးတယ်တင်ယူရရှိတာတင်ယူတယ်ကျွန်တော်ပေးမှာလာပြောသမျှတွေ reply ပြန်တယ်တခါတလေကြလို့ရှိရင်ကျူဟာ appointment တွေယူတာများတဲ့လူတွေရှိကျွန်တော်ည1နာရီခွဲထိ laptop ရှိမှာကျူဟာ appointment တွေတေချာယူပေးတယ်တေချာကောင်းကောင်းမွန်မွန်ဝန်ဆောင်မှုပေးတယ်ပေါ့နော်အဲ့ဒါတွေရဲ့အကျိုးဆက်တွေကနေကျွန်တော်ကိုလူတွေကပိုယုံလာတယ်အကုန်လုံးအများကြီးတော့မဟုတ်ယုံလာတယ်ဒီကိုကလောက်ကတာအဆင်ပြေအဲ့လာနေနဲ့ပဲစပြီးတော့ကျွန်တော်အနေနဲ့အင်ခန်းတွေရလာတယ်ပေါ့နော်အများကြီးတော့မဟုတ်ပေမဲ့သူများကြီးနေရှင်တော့အများကြီးမဟုတ်ဘူးသူများတွေကိုယ့်ထက်အများကြီးတော်နေတဲ့လူရှိတယ်တက်နေတဲ့လူရှိတယ်လက်ရှိအောင်မြင်နေတဲ့ကျွန်တော်ထက်ငယ်တဲ့လူတွေတောင်အောင်မြင်နေတဲ့လူရှိတယ်ပေါ့နော်အဲ့ဒါဒီမဲ့လုံးမဖြစ်တယ်ဆိုတာတိတ်မှန်တယ်မလုံဘဲနဲ့ဒီတိုင်းနေရင်မင်းဘာမှမဖြစ်ဘူးအဲ့တော့တခုခုကိုစမ်းလုပ်ကြည့်ပါပတ်စံလုပ်ခြင်းကိုတိုင်ကစကေးတစ်ခုရောင်းအောင်မယ်မဟုတ်ရင်ဝန်ဆောင်မှုရောင်းရမယ်စကေးရောင်းရမယ်ကိုယ့်စီမှာရှိတဲ့စကေးကိုရောင်းချရမယ်အဲ့လာမှပတ်စံရမယ်မဟုတ်ရင်မင်းရဲ့ကိုခံအားရောင်းရမယ်ဝန်ထမ်းလုပ်ချင်တဲ့သူကျွန်တော်တို့သုံးရတဲ့ညံတွေရှိတယ်ကျွန်တော်တို့အားသွန်ခွန်ဆိုင်လောက်ရတာတွေရှိတယ်အဲ့ဒီကနေပတ်စံရမယ်ပေါ့နော်အဲ့တော့ပြောချင်တာကလှုပ်ပါစမ်းလှုပ်ပါလုံနေနေဖြစ်သွားမှာပါမေးရမှာအောင်မရှက်ပါနဲ့ကျွန်တော်ဘယ်လောက်တောင်မေးလဲဆိုရင်ကျွန်တော်ထက်ငယ်နေတဲ့လူတွေကျွန်တော်ထက်အောင်မြင်နေတဲ့လူတွေရှိရင်ကျွန်တော်မေးတယ်
ဒါတွေကဘယ်လိုလုပ်လို့ရလဲပြီးရင်အဆက်အသွယ်တွေလိုက်ရှာတယ်ကျွန်တော်ကအခုတခါလေကြာလို့ရှိရင်ကျွန်တော်တစ်လလုံးကိုလုံးဝမနာတဲ့ရက်တွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့အလုပ်ချိန်ကမနက်ခွန်ညခွန်တခါကျရင်ည8တနေ့ကိုအလုပ်ချိန်က12နာရီ14နာရီတခါလောက်ကြာရင်ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အပြင်သွားမယ့်အချိန်တွေမရှိဘူးထိုင်းနိုင်ငံမှာကျွန်တော်မှရှိတာတို့လို့ social တခုပဲရှိတယ်ဒါပေမဲ့ကျွန်တော် social ကိုကောင်းကောင်းအသုံးချတတ်တယ်ပေါ့နော်ဘယ်လိုတွေအသုံးချလဲဆိုရင်ကျွန်တော် social ကနေပဲတစ်ဆင့်ဆက်သွယ်တယ်မေးမြန်းတယ်အဲ့ဒီကနေပဲတစ်ဆင့်ကျွန်တော်နဲ့နောက်ချိန်မိတဲ့လူတွေရှိတယ်အလုပ်လုပ်ပြီးတော့အလုပ်တွဲလုပ်လို့ရမယ်ယုံကြည်ရမယ့်လူတွေရှိတယ်သူတို့တွေကိုကျွန်တော်တချို့အပ်တွေမေးတယ်အလုပ်တွေချိတ်တယ်အဲ့ဒါတွေကမှတစ်ဆင့်ကျွန်တော်ဝန်ဆောင်မှုတွေလုပ်လာတယ်ပေါ့နော်အဓိကကဘာလဲဆိုတော့မင်းကိုလူတွေကယုံနေမှဖြစ်မယ်ပတ်စံကိစ္စတော်လက်ကောင်းငွေကြေးအခက်ငွေကြေးတော်လက်ကောင်းဂရိတော်လက်ကောင်းတည်နေရမယ်ဂရိသူလည်းတည်နေရမယ်ငွေကြေးသူလည်းမင်းဂရိတည်နေရမယ်အဲ့တော့အဲ့ဒီဟာတွေဂရိတည်နိုင်နေဆိုရင်တော့ဘာငွေရင်းနှီးမှမလိုဘူးစီးပွားရှာလို့ရတယ်ဆိုတာလက်ခံလို့ရပြီအဲ့တော့ကျွန်တော်လက်ရှိ passport ကို one stop service အနေနဲ့ပေးနေတယ်ကျွန်တော်ရဲ့ဒီ page ကိုလည်း profile မှာဓာတ်ပုံတင်ပေးထားတယ်အဲ့ဒီမှာလာပြီးတော့လည်းမေးမြန်းလို့ရတယ်ပေါ့နော် passport နဲ့ passport ကကျွန်တော်ဒီ service အမှမဟုတ်ဘူးတခြားအကြံဉာဏ်ယူလိုတာပဲဖြစ်ဖြစ်လာမေးလို့ရတယ်ကျွန်တော်မှာ admin တွေရှိတယ်သူတို့ဖြေပေးမယ်တခါလေကြားလို့ရှိရင်ကျွန်တော်ကိုယ်တိုင်ဝင်ဖြေတာလည်းရှိတယ်ပေါ့နော်အဲ့တော့လောက်ပါစမ်းပါတခါကြားလို့ရှိရင်ကျွန်တော်ညဘက်အရင်ရောက်လို့ကြာရင်အိတ်ချင်တဲ့ချိန်တွေရှိတယ်တနေ့ကုန်14နာရီလောက်အလုပ်လုပ်ပြီးပင်မန်းအိတ်ချင်တယ်ဒါပေမဲ့ကျွန်တော်မအိတ်ဘူး copy တစ်ခွက်တောက်တယ် reply တွေပြန်တယ်မလုပ်တည်ဖြစ်စေလုပ်တည်ဖြစ်စေပြန်တယ်ဒါပေမဲ့ကျွန်တော် reply တေချာပြန်လိုက်တဲ့လူတွေကအချိန်နဲ့ပြန်လာလုပ်တဲ့လူတွေကြီးပဲဘာကြောင့်လဲဆိုတော့ကျွန်တော်က customer တယောက်ကိုဒီလူကမလုပ်လဲကျွန်တော်ဘက်မှာသူ့ကိုတေချာ reply ပြန်ရမယ်တေချာရှင်းပြရမယ်ဆိုတဲ့ mindset ကျွန်တော်မှာဘာတင်တန်းမှမတက်ပြီမဲ့အဲ့ mindset ကကျွန်တော်မှာငငယ်တည်းကရှိတယ်အဲ့တော့အဲ့လာတွေကိုသူတို့ကိုတေချာရှင်းပြလာရဖြစ်တဲ့အတွက်အချိန်နဲ့သူတို့ကကျွန်တော်စီပြန်လာတယ်အဲ့တော့လောက်ပါစမ်းပါစလုပ်ကြည့်ပါဂရိတီပါဒီအချက်တွေရနေပဲကိုဝင်ငွေရှာပြီးမှာပါအဲ့လာလေးလာပြောပြပေးတာပါကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်ခင်ဗျ